ကဲစာအုပ်အလှရှင်နေချင်းမှာကြီးညာမတ်သက်မာဝင်းမိသားစုကောင်းရဲ့ကောင်းမှု29ရက်10လ2025ဒီမှာမတ်သက်မာဝင်းဒါတပြေကံပေကြီးနေတရတပြေကံပေကြီးနေတရမတ်သက်မာဝင်းတပြေကံပေကြီးနေတရမတ်သက်မာဝင်းအဲ့ဒါပြီးနောက်ထပ်အလှရှင်တဦးဦးမျိုးဝင်းဒေါ်အင်းလျာမိသားစုကောင်းမှု29ရက်10လ2025ဦးမျိုးဝင်းဒေါ်အင်းလျာဦးမျိုးဝင်းဒေါ်အင်းလျာမိသားစုဒီမှာမမေဝတန်ကောင်းမှု29ရက်10လ2025မေဝတန်စာအုပ်နာမည်တော့မကြင်ညာပြီးစာအုပ်ရည်တွေကများတော့ဒီမှာဒါမမေဝတန်ပေတဝတ္ထုနော်ဒါကဗာဝိမာနဝတ္ထုဟုတ်တယ်မလားဒါဦးမျိုးဝင်းဒေါ်အေးလျာဝိမာနဝတ္ထုဦးမျိုးဝင်းဒေါ်အေးလျာတပြေကံပေကြီးနေကြတာဟုတ်တယ်ဒါပဲဟိုရှေ့ရည်